Great love content ma Abyo zo trong cái chi mà rồi chẳng mà bỏ Phiêu sinh ghé giống cái sao điệu này Số đông chi yêu Yo ya ai mê truy Nông chân ya cho mê Chân na lăng lì truy Du shot kê jam đi Lập hoa mưa mưa gồ Mà rê trái hương nê Đi chạy cho nó đi ế lê ma Xây mơ mi lê quên đôi qua Chạy sâu hoài nhau đó Cứ dám xóa này mà Rồi em kê vũ trong lớp hoa Đi trên cho nó đi ế lê đê ma Xây mơ mi lê quên đôi qua Chạy sâu hoài nhau đó Cứ dám xóa này mà Rồi em kê vũ trong lớp hoa Mà rồi chẳng lớp hoa Time when we heed a certain call,
when the world must come together as one. There are people dying. Oh, when it's time to lend a hand to life, the greatest gift of all. We can't go on pretending day by day that someone somewhere will soon make a change. We all a part of God's great big family. And the truth, you know, love is all we need. We are the world, we are the children, we are the ones who make a brighter day, so let's start giving. There's a choice we're making, we're saving our own lives. It's true, we make a better day, just you and me. Well, send them your heart so they know that someone cares, and their lives will be stronger and free, as God has shown us by turning stone to bread. And so we all must lend a helping hand. We are the world, we are the children. We are the ones to make a brighter day, so let's start giving. Oh, there's a choice we're making, we're saving our lives. It's true, we make a better day, just you and me. When you're down and out, and there seems no hope at all,
လို့ရတယ် ဘိုးရိုက်ပါ ဘုရားလူတွေတော့မရိုက်ဘူးလူတော့ရိုက်တယ် နေနေတော့မှာဘယ်ချင်းတော့ခိုင်းရတယ်ကြောက်တယ်တော့နာဥပါရဟိုဆန်လေးဟိုတယ်15နှစ်တော့15နှစ်ပြည့်တယ်ဘုရားကလည်းမနေ့ကဆုံးတနာဒီမောက်ကတော့15နှစ်တနေ့လေးလေးဒီလေးလေးကို အဲ့ဒီလေးတော့ရှေ့ဒီဆန်ရကတော့ကျန်တာအကြိုက်ထားလို့ရတယ်အဲဒါမှအိပ်ပါလဲခဏပဲဒီပဲလဲဒီလူစားကောင်းတယ် တော့တော့မူရအခုဒီမှာဒီဘယ်ရောက်လဲဆိုတော့ဘုရားသိခိုက်တာအောက်မှာအဲ့ဒါလေးတော့ဒီလေးလေး ကျမငါတော့ပဲစား အဲ့တော့ဦးလေးကိုရဆုံးကနော်တရားကျော်ဆုံးကစားလေးသူတို့ကိုရဲဆုံးကအိတ်စားတော့ထွက်တယ်ရဲဆိုမလဲတော့ရင်တော့အခုမနေ့နဲ့အိတ်ကြတယ်ဒီတော့အိတ်ကြတယ်ဘာဘာချိန်နေတာကဒီကနောက်လာတဲ့အောင်ပဲတော့နောက်လာတော့ဟုတ်လေဒီဘောလေးကတွေ့အဲ့ဒါလေနောက်တော့ပတ်လာတယ်ဘုမမရဘူးလို့တော့ခန်းလို့မရှိဘူးအဲ့တော့ကြက်အောင်ကိုလေးကိုကြားပဲရက်တက်ကအဲ့ဒီကိုချောင်းကိုတောင်းနာမည်ရှိတယ်တော့လည်းနားတော့ပြောတယ်ဘယ်လိုလဲလည်းစားလိုက်အဲ့ဒီကိုကျောင်းတော်လည်းစားလိုက်အဲ့ဒီဝိပါဝိနိမဲ့ဘာပဲတိုင်းလိုက်ရလွန်းနေလို့ပညာတရားလေးချက်တဲ့နေရာမှာအခက်ခဲမရှိစေရင်တို့က၎င်းမိမိတို့ဖွဲ့သူကနာပေါင်းသူတော်ကောင်းတို့လည်းကြီးကစအမြဲခတိထောက်ချက်ခတိဆိုရိခတိတောကခတိယောဂခတိတိုက်ခိုက်ခတိဉာဏ်စိခတိနိကိနေပါပြောင်းကြ၍ကောင်းမှုချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကျိုးက၎င်းသက်ရှိသောအနာမေကြောင့်ကောင်းရာတော်ကျိုးတရားနဲ့ပြည့်စုံပါစေကျိုးငါစိတ်တိုင်၍သူတော်မြေကျောင်း၌ပြည်ပသုံးကြတဲ့ဆရာတော်တော်ရှိသူမြတ်တို့နဲ့သာမဏေငယ်များမြဝိပါဝေနိမဲ့ဘာနဲ့တိုင်းလိုက်ရှင်လေးနေ668ရောက်တို့ဟာယဒါနဘောဓနာသဗ္ဗာယယေဇုံလေးရှိသူငါမောမြတ်ကိုတော့ဆွဲခဲ့ပဲဟောတဲ့ဆိုရတာပြာပြာတို့နဲ့မြတ်တော်တန်တုဒ္ဒဒါနတို့ခေါ်ဆိုရတယ်ဆွဲလန်းတော်ပေအစရှိသောလူတန်းတွေရာပြာပြာတို့ကိုဆက်ကလူတိုင်းဝိတိကယခုခါသမယတို့၌လောကမှာအမျက်ဆုံးဖြစ်တဲ့တရားဒီတော်မြတ်ဆုံးယရနာတရားဒီတော်မြတ်ဆုံးယရနာသံဃာတိတော်မြတ်ဆုံးယရနာယရနာမြတ်သုံးပါးမိဘဆရာမတို့အာယုတေမြတ်တို့လက်ဆောင်မွေး၍သကုပူဇော်ဘုရားမဆောတော်ရသောပူဇော်သဗ္ဗနာမအာဂဝကုရုလေစေနာဘေပိတိသာစိပိတ္တသောတရဏဂုံသုံးပါးနှင့်တေကဝအာရတော်ရတော်ရတော်ခံသောတရားသောဒီရကုသိုလ်ကစေနာဝါဒရတော်ဘာဝနာကုသိုလ်စေနာပြောအပ်ရသောဝေယဝိသကုသိုလ်ကစေနာဧဇနာဘုရားကြောင့်မိတို့ဒီနေ့ကစာရီလေးကရောက်ဒီဘဝတေအောင်ဘဝတေဘဝဆိုင်ကိုနိုင်အသက်ရှင်ခြင်းစလာခြင်းချာလာခြင်းကိုအားကြည့်ခြင်းဉာဏ်ဉာဏ်ခြင်းဘုရားအားလုံးပေါ်ကြည့်ခြင်းဘုရားတေတော်ရာသူဂုဏ်လေးစိတ်ချမ်းသာတို့ရရှိခြင်းယေပိတော်ရာသူဂုဏ်လေးစိတ်ချမ်းသာတို့သိခဲမြဲတည်၍ရာတိကတုတ္တသကပညာဟိတိကုတ္တဗပြုတော်ဘုရားတရားခုနပါတော်နေကြပါလို့ပူဇာပေါ်များအားထုတ်နိုင်ပြီတကားလားအာသိဉာဏ်နဲ့လာဆိုတော့ရွှေပြည်နိဗ္ဗာန်ဝဆန်းနိုင်ကြပါတော့ဥပ္ပိုလ်ပုဂ္ဂိုလ်များဧကံစနေဖြစ်စေဟန္တံဒီဣဒရဏေနာဘဟအစ္ဆတိလံမယသာမိယုဂံကတဝါဣလံဒိဋ္ဌဝေဘန္တိဥဒယံမိတတယံမိဟံဗန္တိဣဒရဏေနာဘဟအစ္ဆတိလံမယသာမိယုဂံကတဝါဣလံဒိဋ္ဌဝေဘန္တိယမဝရာမိတဝါဒိဋ္ဌနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားရဏံကေသာမိဓမ္မရဏံကေသာမိသံဃာရဏံကေသာမိ
တိယမိဗုဒ္ဓံရဏံကိသာမိဒုတိယမိဓမ္မံရဏံကိသာမိဒုတိယမိသံဃံရဏံကိသာမိဒုတိယမိဗုဒ္ဓံရဏံကိသာမိဒုတိယမိဓမ္မံရဏံကိသာမိဒုတိယမိသံဃံရဏံကိသာမိတတိယမိဗုဒ္ဓံရဏံကိသာမိတတိယမိဓမ္မံရဏံကိသာမိတတိယမိသံဃံရဏံကိသာမိဣတရဏဓမ္မနံပတိပုံနံအာနာတိဘာဒဝရမိသိခာပဒံသမာဓိယံမိအာဒိနဒါနာဝရမိသိခာပဒံသမာဓိယံမိအာမေတုမိစ္ဆာသာရဝရမိသိခာပဒံသမာဓိယံမိမုဒဝါဒဝရမိသိခာပဒံသမာဓိယံမိရာမိဒယမေဇဗမာနတခဏဝရမိသိခာပဒံသမာဓိယံမိဘုံဆုံးများစွာသတ္တဝါခန္ဓာကိုယ်စိတ်မြဲပါစေဘုရားယံပေအင်းစင်ဝေးနေကြပါစေမြဲအပ်မမြဲအပ်အယနာစွာသတ္တဝါခန္ဓာကိုယ်စိတ်မြဲပါစေဘုရားယံပေအင်းစင်ဝေးနေကြပါစေဝေးနေနီးနေအခွေများစွာအတ္တဝါခန္ဓာကိုယ်စိတ်မြဲပါစေဘုရားယံပေအင်းစင်ဝေးနေကြပါစေဣဒံမေပုံညံအာသဝခယံမဟာဟောတုဣမံပုညဘာကံအဘသဒ္ဒနာဣမံဣဒနေနာဒဒေသလရမသရုကံကတဝအပမဒေနသံဃာဒိတာယနေ့လူငယ်များတော်လည်းပဲသာရိယမင်းရဲ့ကြားတဲ့မောင်တို့မေတို့ဘာကုသိုလ်ကောင်းမှုတွေလုပ်တာလဲဆိုရင်ပရာဟိတကုသိုလ်ကောင်းမှုဘောဂတိမှာတဲ့အတ္တနဲ့ပရမျိုးရှိတဲ့နေရာမှာအတ္တရဲ့ဥတယောက်တမိသားစုတစ်ဖွဲ့စည်းအတွက်ဆောင်ရွက်ခြင်းဒီအတ္တအများအတွက်ဆောင်ရွက်ခြင်းဒီပရာတဲ့ယနေ့မောင်တို့မယ်တို့ဒီလိုဆိုတော့ဒီတော့တကယ်ချင်းပေါင်းနေမိတ်ဆွေတွေကပေါင်းလို့ဒီတို့ပရာဟိတကုသိုလ်လေးလုပ်ကြရအောင်သာဆွမ်းတယ်မြတ်တကယ်ချင်းတို့ကျဲဝဲတို့ထားကြသွားလို့ရရှိတာလေတရားဥပဒေတွေစွဆောင်ပြီးတော့အရာကြီးတောင်းတိုင်းတွေမှာလောအပ်တဲ့နေရာမှာလောအပ်တာလေးတွေလိုက်ပြီးတော့လူတန်းကြမြတ်သောကာလတရားတဲ့ကောင်းသောကာလတရားနဲ့ဒီလိုကုသိုလ်ကောင်းမှုပြုဖို့ဆိုတာမလွယ်ပါဘူး။အဲဒီမှာလောကကြီးမှာစိတ်သားကြီးပုဂ္ဂိုလ်တိုင်းလည်းလူကနဲ့ဘုရားကိုလည်းလူကြီးအောင်တိုက်တွန်းရတယ်။ကိုယ်လည်းပဲလူတွေတကယ်ကြီးကောင်းတဲ့လူကြီးအောင်လည်းတိုက်တွန်းကြ။တရားနဲ့တရားကတရားကတရားကတရားတိုက်တွန်းကြ။အဲ့တော့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကြီးဆိုတော့မြတ်သောပုဂ္ဂိုလ်တစ်ခု။ဘုရားကဟောတဲ့ကိုယ်တိုင်းလူကြီးပုဂ္ဂိုလ်ကိုယ်တိုင်းတော့မလူသားမှုတစ်ပါးကိုလူခိုင်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်းနဲ့လူတိုင်းနဲ့တစ်ပါးကိုလည်းလူသားတိုင်းနဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ပုဂ္ဂိုလ်သုံးမျိုးကိုယ်တိုင်းနဲ့လူတိုင်းနဲ့လူတိုင်းဘာလို့ခိုင်းတော့မှလဲကွာငါလည်းလူတိုင်းတော့မယ်ငါတော့မတိုက်တွန်းလို့မလို့ဆိုတော့ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကြတာအားထုတ်ရတယ်ဆက်ကားကြီးဆန္ဒဘောတော့ပြောနေတယ်သုံးလို့သုံးလို့မပေါ်ချမ်းသာဒါပေမဲ့ချွေရပြပြပိဋကသူ့မှာရှိတာလို့မေးကြည့်တော့ချွေရပြပြပိဋကမရှိဩဇာအာဏာကြောင့်လည်းမတည်မြဲဘူးချမ်းသာမှုတော့ရတယ်တဲ့ချွေရပြပြပိဋကမရှိအကူကိုယ်တိုင်လည်းသူဘာကိုမလူသူဘာလို့မတိုက်တွန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တော့မလူဘူးတဲ့သူဘာလို့တော့လူချစ်အောင်လို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကြတော့ချွေရပြပြပိဋကကတော့ပြောမနေနဲ့အာရမီရနာလည်းထုံးကားပြီးနဲ့ထုံးကားထားတဲ့တကယ်ချင်းမိတ်ဆွေကငါကောင်းတယ်ဘာနဲ့ပဲတွေ့မရှိပါဘူးကွာဆိုရင်အဲ့တဲ့ပိဋကအိမ်မှာပြည့်အဝိဇ္ဇာကြီးတော့လည်းပိဋကရှိ
အဲ့လိုကိုယ်တိုင်လူသားမဲ့ကိုယ်ဘာကိုလူသားမဲ့ကိုယ်ကြတော့ဥစ္စာကြည့်ကြတော့မချမ်းသာဘူးတဲ့ချွေရပေးကြကြတော့ညာယနေ့မောလုံးမယ်တို့ကဘုံတော့ကိုယ်တိုင်လည်းလူသားနဲ့ကိုယ်ဘာကိုလည်းလူသားကြည့်တော့တိုက်တွန်းရပေါ့ခန္ဓာမူလကြီးတော်နဲ့ချွေရပေးကြဩဇာအာဏာလည်းညောင်းအောင်ကိုယ်တိုင်လည်းလူသားရဲ့ကိုယ်ဘာကိုလည်းလူသားကြောင့်တိုက်တွန်းရမယ်တဲ့ကောင်းရကုသိုလ်ကောင်းမှုဆိုတာခါလျောက်တဲ့ယူမယ်ကွာသူဘယ်လိုပဲကြမလို့လို့ဒီလိုမရှိသေးရကိုရတဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုသူ့ကိုပေးလိုက်ကုသိုလ်ရောက်သွားလားဆိုတော့မှမရောက်ဘာလို့ဘောလုံးတွေလည်းရောက်ကြတဲ့ကုသိုလ်ဒီအတ္တဟိကပလာဟိကဒီလိုရှိတဲ့ဒီကမှာပလာဟိကကုသိုလ်ကောင်းမှုကိုရှင်းစိတ်ထုတ်ကြဘုံလိုပလာဟိကကြောင်းလိုက်တယ်ဆိုတာတစ်ခါတစ်ခါပြန်စဉ်းစားကြည့်မယ်ဆိုရင်ပလာဟိကလုံလုံလုပ်တဲ့သံဃာတော်ရှင်သူမြတ်တရားအားလည်းချေဆိုတာမရှိပါဘူးဘုန်းကြီးတို့ဆိုလည်းပဲလုံးဝမအားပါဘူးဒီစီဝေကလေးစီဝေနိုင်ငံတော်နဲ့ပတ်သက်တဲ့ကိစ္စသာနာကိစ္စနဲ့ပတ်သက်တဲ့ကိစ္စလူရေးနဲ့ပတ်သက်တဲ့ကိစ္စကိုကျောင်းကိစ္စလည်းလုံးဝအပြင်းနဲ့လုံးတာအရာတွေကလည်းလုံးပြီးဆိုတော့ကတော့ကိုယ်ကလည်းတတိတော့မပါဘူးကြာဒီကလည်းတတိတော့မလုပ်ချင်ကြလို့ပြောလို့မရဘူးအဲဒီနေ့တိုင်းရိုးရိုးသွားမှာပါဘုန်းကြီးတိုင်းရိုးသွားတော့ဘုန်းကြီးတို့မြို့ဘာသာသာနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဘာကြရတဲ့တော့ရွေးကောက်ပေးရမှာဘုံဘုံကိုယ်တိုင်လည်းရွေးပေးရအဲ့ဒါပြီးမြို့နယ်ဒေသကြတော့မြို့နယ်စီဝေးတက်အောင်အဲ့ဒါကြတော့ဘုရားဘာသာရင်းငယ်လေးတွေအာသာရိယကိုလေးစားလာအောင်လေတဲ့ကစတာလေတဲ့စိတ်ဒီမတင်မနေရအာရာဟိစာပေကိုတနင်္ဂနွေနေတိုင်းဘုံဘုံကျောင်းမှာဖွင့်ပြီးတော့ပြင်ပေးရမှာဖြစ်အဲ့စီမျိုးတက်ရအဲ့ဒါမျိုးအခြေတော့သိကြပါဘောလုံးမယ်လို့ယနေ့ပရိုက်တာလုပ်ငန်းကိုလုပ်ဘုန်းကြီးတို့ကဝန်တာတယ်အရှင်မရပြီးတော့ပရိုက်တာလုပ်ငန်းကိုလွယ်နေတယ်ဗျာအထက်ပြရှိတယ်ပရိုက်တာလုပ်ငန်းလုပ်လို့ရတာမဟုတ်ပါဘူးအထက်ပြရောကာယအားကိုဉာဏ်အားကိုပေါင်းစပ်ပြီးတော့ဆောင်ရအထက်ပြမရှိလို့ဒီလိုပရိုက်တာမလုပ်နိုင်ဘူးဆိုရင်ဘောလုံးမယ်လို့ကာယအားတွေရှိတယ်ဉာဏ်အားတွေရှိပရိုက်တာဆိုတာတရားရှိမှလုပ်လို့ရတာမဟုတ်ဘူးအတရားမရှိတဲ့ပရိုက်တာကုသိုလ်ကောင်းတော့လုပ်လို့ရကာယအားရှိတယ်ဉာဏ်အားရှိဉာဏ်နဲ့ပရိုက်တာကုသိုလ်ကောင်းမှုတွေလုပ်ပြီးမယ်ကာယနဲ့ပရိုက်တာကုသိုလ်ကောင်းမှုတွေလုပ်ဥပမာအားဖြင့်လမ်းတွေဖြစ်နေဒီလမ်းတွေမှာဘာတွေလုပ်လဲကာယကမှဘာရှိတယ်ခန္ဓာကိုယ်ရှိခန္ဓာကိုယ်ကြီးမှာဘာတွေရှိတယ်အားတွေရှိအဲ့ဒီခန္ဓာကိုယ်ကြီးအားနဲ့ဒီလမ်းပြတဲ့ထဲမှာဝင်ပြီးတော့ကုသိုလ်ကောင်းမှုစုမယ်ဆိုတဲ့ပရိုက်တာကုအများတော်တို့နဲ့လေလေးလေးပြည့်နေတယ်ဘောတော့ခန္ဓာအားမရှိကာယအားရှိအဲ့ဒီဒီလိုရကတက်နေတာကကိုကဝိုင်းပြီးတော့သူ့ပြေပြောပြလိုက်မယ်ဆိုရင်လည်းပရိုက်တာကုကာယနဲ့ဉာဏ်နဲ့လည်းပဲခလေးတွေသိရတဲ့ခလေးတွေကိုတို့ပြင်တာထုတ်တတ်တဲ့ပညာလေးတွေနဲ့သတ်ဆုံးတဲ့ပညာလေးတွေပြင်မယ်ဓမ္မရောက်တဲ့ခလေးကိုလမ်းမှရောက်အောင်တို့ပြုလို့ပြောတော့ပြလိုက်လို့ရှိရင်လေဉာဏ်နဲ့ပရိုက်တာကုအဲ့တော့တတခန္ဓာနဲ့ဉာဏ်နဲ့ကာယနဲ့ပေါင်းပြီးပြုလုပ်တဲ့ပြုလို့ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကိုပြည့်စုံတာဒါမို့အစာမရှိလည်းပဲပရိုက်တာပြုလို့ပရိုက်တာစိတ်ကရှိရမယ်ရှိမရှိပရိုက်တာနာမနာကိုထားလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပြုံးပြီးတော့သာဓုဘာလို့ပြုံးပြီးတော့သာဓုခေါ်တာလဲဆိုတော့ပရိုက်တာနာမနာရှိတဲ့ပုဂ္ဂိုလ်မှန်တယ်များလို့သောတာပန်လုံးသားတဲ့သောတာပန်နဲ့တွေ့တယ်သောတာပန်လုံးသားကအများအတွက်ပဲကိုယ်ကသောတာပန်မှန်တယ်များလို့အများကိုပဲကြည့်ကိုယ်စိုးကိုမကြည့်ဘုန်းကြီးကလည်းအဲဒီအတ္တနဲ့ရှာပြီးတော့ပရနဲ့ပုံရမယ်တဲ့ဘုရားကရှာရင်အတ္တနဲ့ရှာသုံးတဲ့ခါပရနဲ့သုံးရဘုရားကောင်းမှုလာတော့လာတယ်ပြည့်တဲ့နေရာမှာသွားပြီးတော့လူသားလို့ရှိဒီလူသားနဲ့ဟာလည်းဟာတာဖြစ်လိုအပ်တဲ့နေရာမှာလိုအပ်တာလူသားလေကိုယ်ရင်လူသားကအကျိုးရှိဥပမာအဖြစ်ကျောင်းကျောင်းမှာဘုန်းကြီးကဓမ္မသုံးပါးပဲရှိတယ်နောက်တာကျောင်းကျောင်းစော့ပြီးလူရတော့အဲ့ကျောင်းမှာသာသာလေးရေမသုံးရင်ကိုယ်တန်းတဲ့ကုသိုလ်ရရတယ်လက်စပတ်ကုသိုလ်မရဘူးအဲ့တော့ကိုယ်ဒါနကုသိုလ်ကောင်းပြုလိုက်တယ်ပြုလိုက်တဲ့အချိန်မှလည်းရမယ်လက်စပတ်ကုသိုလ်နေ့စဉ်နေ့ဒီကောင်းမှာကျောင်းဆောက်တဲ့ကျောင်းမှာအားချက်ဒါလေးသာသာလေးပြောနေရတယ်ဆိုတဲ့လက်စပတ်ကုသိုလ်မရဘူးအဲ့တော့ဘယ်နေရာမှာဘာလို့လဲကြည့်ရလိုအပ်တာကို
သူတန်းလို့ရှိဘုရားတဲ့မြတ်စွာဘုရားကဒီလိုတော့ခေါ်တယ်လို့ပြောတယ်ဒီလိုတော့ခေါ်တယ်ကငါကြီးဖရာသူလုံးချိုတိုက်လို့လာတယ်ဘုရားဆိုတော့သူသားပေါ့အာသာဘုရားကကြာတင်ကန်းလူမယ်ဆိုပြီးတော့ကြာပင်လေးကိုကိုယ်လိုက်ဆိုရဲပရမကြာပင်လေးကိုအဲ့ကြာပင်လေးမှာရှိတဲ့ကြာပင်လေးကိုကိုယ်လိုက်တော့စစ်လေးတွေချွတ်လို့ကိုယ်လိုက်နေတယ်ရလာတဲ့ကြာပင်လေးကိုကိုယ်လိုက်ပဲဖိုက်နေတယ်ပြီးတော့မှဆင်းဆိုတယ်ပြီးတော့ကိုယ်လိုက်ပဲရခိုင်းစီတည်ကိုယ်လိုက်ရက်လို့ရလာတယ်ကောင်းများစွာစူဆောင်းမှရလာတဲ့ကြာပင်ငန်းကိုလက်စွာပြကိုဒီမှာစေနာဗျာတဲ့မေလိုဒီကားတော်ဗျာဟုတ်ဖို့အတွက်ကြာရိုးတဲ့ကိုယ်တိုင်ကိုချမ်းမြေနဲ့ကိုယ်တိုင်နဲ့အိုင်းနေတဲ့ကိုယ်တိုင်နဲ့စေဆိုးတဲ့ကိုယ်တိုင်ရက်တော်တဲ့ကိုယ်တိုင်ရက်လို့ထားတယ်ဟောဒီမြတ်တော်ကြာတဲ့ငန်းကိုအလုခံတော်ပါဗျာလို့ဒီလိုတော့ခေါ်တယ်ဗျာဘုရားရှင်ကိုလိုမြတ်ကြီးကိုကြာတဲ့ငန်းလေးတိုင်းလို့စက်ကအဲ့တော့ဘုရားရှင်ကိုလိုမြတ်ကြီးညာတဲ့တော်ကိုဆက်လိုက်တော့မေတော်ပြည့်ခံတဲ့သားတော်ဘုရားမှာကြာတဲ့ငန်းရှိပြီးသားဖြစ်ပါတယ်တဲ့သားတော်ဘုရားမှာမလိုအပ်ဘူးမလိုအပ်တဲ့မေတော်လူပဲတဲ့ကြာတဲ့ငန်းကိုသားတော်ကလူခံရမယ်ဆိုရင်မေတော်တဲ့ငန်းကိုခောက်ပြီးတိုက်ထားပါတဲ့မေတော်တဲ့ငန်းကိုသားတော်ဝင်မှာမေတော်အကျိုးရှိမှာတဲ့သားတော်မဟုတ်ဘူးဆိုရင်မေတော်အကျိုးမရှိဘူးအဲ့တော့သားတော်မှာမလိုအပ်တာကလူသားမှာလေလိုအပ်တော့တန်ဃာတော်များကိုလူသားပေးပါတဲ့တန်ဃာတော်ရှင်သူများတွေကသင်္ကန်းမတမ်းမှာလူတွေပါလေအဲ့တော့တန်ဃာတော်ရှင်သူများတွေကိုလူသားပေးပါလို့ပြောတော့ဒီလိုတော့ဘောရမရတဲ့သားကိုပဲလူမှာဒါပေမဲ့အချိန်မှများတော့ရှုပ်ပြီမယ်ဘုရားကလက်မခံတဲ့အဆုံးမှာဒီလိုတော့သဘောပေါက်ပြီးတော့အများကိုလူမှာငါကုသိုလ်တွေရမယ်ငါသားဘုရားကိုလူလို့ရှိတော့ငါဒီမှုတော့အစွဲကြောင့်ငါဒိဗ္ဗာန်ချမ်းသာမရနိုင်ဘူးဆိုတာဘောရမီသိတဲ့အတွက်ကြောင့်ဒီမိကျလို့ထားတဲ့ကာတဲ့ငန်းကိုလိုအပ်နေတဲ့တန်ဃာတော်ရှင်သူများတွေကိုလူထားလိုက်တယ်အဲ့ဒီလူသားမျိုးဆိုတော့လည်းဒါမှဒီလိုဘောရမီဘောဓဘာပြီးတော့နောက်ဆုံးဉာဏ်နာမဖြစ်ပြီးတော့နိဗ္ဗာန်ချမ်းသာရဒါမှဘာလဲကိုလူနဲ့လိုအပ်တဲ့နေရာမှာလိုအပ်တာလေးတွေလူလို့ရှိပို့ပြီးတော့အကျိုးများတယ်လို့ဝါပြောဝါသာရှိမှဖြစ်ပါလေချိန်နဲ့ပြည့်တယ်လို့ကြောင့်ဘောင်းလို့ဘယ်တော့ကိုစကားလေးသုံးလို့ဉာဏ်တတိယပြီးတော့တတိရှိလို့ရာဟောတယ်ပဲပြောဩဝါဒပေးတယ်ပဲဆိုဒါလေးသုံးလို့ပြောခဲ့ပါမာကြားလိုက်ပါမယ်လက်ဆောင်ပေးလိုက်ပါအဲ့တော့ဘာလဲပြဆဲလာကြီးလောကကြီးမှာရလာရုံနေနေမယ်ယောက်ျားလေးရုံနေနေမိန်းမလေးရုံနေနေအောင်သူကောင်းလေးဆိုတာဒီနာမလေးတက်သွားလားဟောလို့ကောင်းအောင်ကြံကြည့်တော့ပထမလေးတော့အဘဝါရောဆိုတဲ့ကြံကြည့်လေးပါနဲ့ဖွဲ့စည်းထားတဲ့ယုံတရားအတိဆိုတဲ့ဉာဏ်တရားဒီတစ်ခုပဲရှိရုံနေနေမရှိအဲ့တော့မောင်တို့မဲ့တို့နေ့စဉ်ဒီခေတ်ကြီးကာလကြီးထဲမှာအမျိုးမျိုးတော့ဘုရားဘာသာကိုလူမျိုးတို့ဖက်ကနေပြီးတော့ဘာလို့ပြီးတော့လုပ်နေတဲ့အချိန်မှာအမျိုးဘာသာကာရဏဆောက်ရှောက်ဖို့အရေးကြီးတာပါလေဒါကြောင့်မောင်တို့မယ်တို့မှာဘာလို့တော့မှနေနေလိုက်အဲ့ဒီကိုလက်ခုပ်သုံးချိန်တီးရလက်ခုပ်သုံးချိန်တီးပြီးငါ့ကိုညံ့ညံ့ဆိုင်ရငါညံ့ညံ့စားပြီးမောင်တို့မယ်တို့သုံးချောင်းတော့ခြေတော်နဲ့လက်လျှောက်ရမယ်အဲ့တော့သုံးချောင်းတော့ခြေတော်ရှိတာနဲ့ဆောင်းနဲ့ကိုကြီးကတော့သုံးချောင်းနဲ့ရှောက်ဆိုင်ပြီအဲ့တော့လက်ကိုသုံးချိန်တီးပါတဲ့မောင်တို့မယ်လက်ကိုသုံးချိန်ပြီးတော့လက်ကိုတီးခြင်းနဲ့လက်ဆက်တောင်နဲ့အတူပဲလက်ဆက်ခြင်းဒီဘာဖြစ်လို့လက်ဆက်တာလဲဘုရားဝတ်တဲ့ဘုံဘုရားရှိခိုးဘူးအဲ့တော့တနေ့နေ့သုံးချိန်ဘုရားရှိခိုးပြီးအောင်ဟောတာဆိုရင်မရှိခိုးနေတော့အခုသုံးချိန်ချရှိခိုးနေအောင်လုပ်သားပါနံပါတ်1လက်ကိုသုံးချိန်ဒီကမှာလက်ကိုတီးပြီးခိုင်းတာမဟုတ်ဘူးဘုရားသုံးချိန်ရှိခိုးပါအာနန္ဒစားပါတဲ့ဒီမောင်လုံးမဲ့တို့ဘုံကပဲတဲ့ပါဠိပဒအတေရတကမေမိသသလာဘုရားဝရဘုရားမေရယဆိုတဲ့အာဝရောတိတာကိုအဝိပဆိုးတဲ့သူရဲအောင်ထိမ့်ပါအာမေရဆက်ခဲ့အာဝရောကိုရဲအောင်ဆောက်သုံးလုံးတော့ခြေထောက်နဲ့လမ်းလျှောက်ရှိတာအကြောင်းနဲ့လျှောက်ခိုင်းတာ၃ကြောင်းအဲ့တော့မောင်လုံးမဲ့တို့စဉ်းစားကြည့်တဲ့လောကကြီးမှာ၃ကြောင်းတော့ခြေထောက်လမ်းလျှောက်အနေစာဒုက္ခအနတ္တအဲ့ဒါတော့မရှိနေကဒုက္ခအနတ္တလက္ခဏာကြီးကောင်းပါအဲ့လက္ခဏာကြီးကောင်းပါကိုငယ်ငါငယ်လေးနဲ့ကြီးလေးနဲ့တွက်လို့မရအနိစ္စအမြဲတမ်းဒုက္ခကြီးအနတ္တဆုံးမရဘူးဆိုရဲလက္ခဏာကြီးကောင်းပါကိုအမြဲတမ်းရှုမှတ်တော်များအထုတ်ပြပါတဲ့အဲ့ဒါဆိုရင်လောကတရားကိုခံနိုင်သွားတယ်
ဟောတာတရားဆိုလည်းအမျိုးရှိတာပဲရာတော့အယတလေးတဲ့မလားဒုက္ခဒုက္ခနာနာဘာဝဆိုဒုနာဘာဝဘုရားလောကတရားတွေရှိတယ်အဲ့လောကတရားတွေကိုကြကြထိုင်ပြီးတော့ဘုရားဘာသာအထုကြပါလို့ပြောကြရတယ်ဘုံဘုံဒီကုံဘာဆုံးတဲ့တော့ဖြစ်ပါတယ်ဒါဘုံမျိုးတို့ဒါလူသားကြတဲ့မောင်မေတို့ဒီနေ့ကစာရတဲ့ခတိကျောင်းကတိဆိုရင်ကတဲ့ဩဘကတိရောဂခတိတွေကြီးညာပါလေမကောင်းလို့မကောင်းလို့ရမကောင်းလို့နောက်ဆက်ဘယ်နှများတို့မှာဒီလိုပဲကြောက်ကြရင်ကောင်းကျိုးချမ်းသာမလာမောလည်းပြည့်စုံကြပါလေဒီလိုဩဘရနာရှင်တို့ချိုးလည်းပြည့်စုံပြီးအရိယာဒါနာပရိပါရိဒါနမယတော်တာနောင်းနဲ့ပရိဒတ်လုပ်ငန်းတွေကိုအဲ့ကိုသိုးသားပေါ်များအထုတ်လူတိုင်းတွေလည်းပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဘုရားအာနိကမေတ္တာချွေးပေးရအောင်ဗျာဧတာရိတောဒုလောကေကမဟာဘာတုဒုက္ခံကတောဧတာရိတောဘာတိဒုက္ခံသုဘုရိခပဇာသောပိသတ္တဝါနိဘုရားဘောလာဤလောရကဘာရှိနေ၌ဧတာရိတောကတောဧတာဧလူဘုရားပါဝဲဝလာမေကြီးနိဓမ္မတော်ဓမ္မတို့ဤရာရေဟုအရိရှုနာကောင်းတော်စွာဒုက္ခကတောဘုရားဘာသာနဲ့ရှောင်းရှောင်းလုံးအနာလတ်ကိုချမ်းသာကိုပြည့်အာတုယလကဝိဖြစ်တဲ့ပသာဤရအောင်ရှုံးရပြီးထုံးပါပါတည်းမေတ္တာကြရပါလေမေတ္တာဘုရားဤတဲ့ကောင်ယောဝါတို့သည်ဘုရိကဘုံဘုံတော်မလာတို့ဤအကုန်သောအဇာကဘာဖြစ်ဝိအပ်တဲ့နေ၌ဤဒီများစွာတတဝါကောင်းတို့သည်ဒုက္ခစုဘုစိတ်လေးကဘိယံပွား၍ဝန္တာတကဝသန္တာကြပါစေကုန်တည်းကဲဒါဆိုအောင်ဘုံတော်တဲ့ရှင်နော်အဲအလုံးစုံကပြုရအောင်လဲဆိုဒီလက်ချအရှင်ဘုရားအပြီးတော့ပြီးတော့ငါတို့ဒီကောင်းတာလို့လည်းကောင်းလို့ရပြီကောင်းတာလို့လည်းမကောင်းတော့အပြစ်ဒဏ်ကိုခံရမည်ဟုယုံကြည်သည့်အားလျော်စွာဥတောင်းပြီးပရာဟိတတောင်းတိုက်ပြီးအရှိခံ၍ဣဒံစီခြင်းအကျိုးငါ၎င်းပြီးတော်တို့သည်ယနေ့ကစ၍အနိယခသိတောင်းကြခသိသိုးရိခသိဩကခသိဒေါဂခသိအင်းရိစီခြင်းအကျိုးငါ၎င်းဤကိကု္စာရဏာရွှေဝေအထွေထွေတို့နှင့်ပြည့်စုံစေခြင်းအကျိုးငါ၎င်းအသက်ရှိစွာနာမေသောကောင်းမြတ်သောအကျိုးတရားတို့နှင့်ပြည့်စုံစေရန်ဒီစိတ်ကံ၍သုတောင်းသည်ပရာဟိကတောင်းတဲ့အတွင်းသတင်းသုံးကြတော့တရားတော်သံဃာတော်အရှင်ပညာတော်နှင့်မိဝေးပါဝေးမိနဲ့ဖားမဲ့တိုင်းရနာရှင်လူရင်းနဲ့အပေါင်းတို့ဤခာယဒါနဝဇနာတပ္ပါယပြေဆုံးစေခြင်းအကျိုးငါဘုရားကုံသောသွမ်းခဲွယ်ဘောဇင်ကိုချင်ရတာပြာပြာတို့နှင့်တန်တုလဒါနမြတ်သောသွမ်းသံတော်ဖဲအဝိအစရှိသောဘုဒ္ဓံွယ်ဟာပြာပြာတို့ကိုသက်ကဲဘုဒ္ဓရသောအာနာစုတို့သောတိယသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ပြုလုပ်ရသောဝိယာဝိသကုသိုလ်ကံသေနာတို့ကြောင့်ဤတော်ငါတို့သည်ဘဝတိုင်းတို့၌အသက်ရှိခြင်းအစင်းလာခြင်းသံဃာကြီးခြင်းဘုံအားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကူအာနုဘောဒီတို့နှင့်သိဆုံးပြီးလေဒုက္ခခတ်သိအင်းကြီးအားဖြစ်သောနိဗ္ဗာန်ကိုဧကမုတ်ချရာယဘာလို့ဤရှင်မြတ်ဘုရားဤကုသိုလ်ကောင်းမှုဤအဖို့ဘာရကိုယခုဘဝ
ရှိဘဝဟောစားခဲ့သောအမိအဖအဘိုးအဘွားဆရာဓမ္မကိုဆောင်နဲ့ကျောင်းဆောင်နဲ့ဒီဒီဆောင်နဲ့ကောင်းဆောင်နဲ့အိမ်ဆောင်နဲ့ရက်ဆောင်နဲ့ဝါဆောင်နဲ့မြို့ဆောင်နဲ့တော်ဆောင်နဲ့ကောင်းဆောင်နဲ့ဒုက္ခစုဘုံငယ်စုအာကာကစုအစရှိသောဓာတ်ဒီဝါအပေါင်းတို့နှင့်ဘုံတဲ့သဘောဒီနိကျစဒီတိုင်းရသောသာဝံကုန်သောသတ္တဝါအပေါင်းတို့အားဒီတော်တို့၏ကုသိုလ်ကောင်းမှုကိုအမြတ်ပေးဝေပါ၏အမြတ်ရ၍ကိုယ်စိတ်နှပြဉာဏ်မှာသံဃာကြသည်ဖြစ်ကြပါစေကုန်တည်းမိဘဘုရားတရားဓမ္မအစထား၍အားလုံးသာကြတော်များအမြဲအမြဲအမြဲရောဘုရားဘာလို့နော်သာဓုသာဓုသာဓုအားလုံးသာကြတော်များအမြဲအမြဲအမြဲရောဘုရားဘာလို့နော်သာဓုသာဓုသာဓုအားလုံးသာကြတော်များအမြဲရောဘုရားဘာလို့နော်သာဓုသာဓုသာဓုအလိုကိုစိတ်ကြမ်းမှချမ်းသာရေးစိတ်ကိုကအာနာကိုကြည်လေးကသုထားနိုင်တော့ပုဂ္ဂိုလ်သူကိုယ်နဲ့ဖြစ်နိုင်ကြပါစေ။ဘုရားတော်ဝတ်ဆက်ဘုရားဘုရားကြောင်းဒီပါ။ကဲစတဲ့နိုင်ကြပါဆိုအေးစိတ်ချမ်းသာနေအောင်နော်။အဲ့ဒါဒီဘုရားသူကိုယ်စိတ်ကိုမှာဆက်နော်။ဒါထပ်မှာကိုယ်ရေးဆိုတော့ဒီလေးကားလို့ပြောရတယ်ဗျာကားကြီးကသူသိလားကားတော့အာရေလာလိုက်ရေလာလိုက်တော့ဘာလဲဘယ်လိုလုပ်မရလိုက်လဲဒါကကိုသူကကင်မရာနေတာသိကြတာပုံမှန်ပါရโอเคအားလုံးဒီနေ့ဒီပိုင်းတော့အားလုံးပြေးလာအားလုံးပဲကိုရိုးရဲ့ဒီတငယ်လေးတွေအားဒီကိုသားဒီမောင်ငယ်ညီမငယ်တို့ကိုကအားလုံးမင်္ဂလာပါလို့ဒီလိုနှုတ်ဆက်ချင်ပါတယ်ဟုတ်ပါပြီကိုရိုးကဒီဟာတွေကကိုရိုးရဲ့ကိုရိုးတငယ်လေးတွေပါကိုရိုးကျောင်းမှာကိုရိုးကျောင်းတက်လို့စတဲ့ကြရသင်ခဲ့တဲ့တငယ်လေးတွေကိုရိုးဒီဒါလေးကိုထောက်ထားတဲ့ချင်းကမကြသေးဘူးပေါ့နော်ကိုလို3လလောက်ပဲရှိဦးမယ်တကယ်တမ်းဆွေးနွေးတော့3လလောက်ပဲရှိတယ်ကိုလိုရဲ့ရည်ရချက်ကအကိုတို့ကတချို့လူတွေကစင်ပြေတဲ့လူရှိတယ်စင်မပြေတဲ့လူရှိတယ်ဒါပေမဲ့အကိုတို့ကအစင်ပြေတဲ့လူတွေကနေပြီးတော့စင်မပြေတဲ့လူတွေကိုကုညီလုပ်နေတဲ့စိတ်တူတဲ့လူတွေကဒီလိုဘိုင်းကလုပ်ငန်းတွေကိုလုပ်ဆောင်ချင်းဖြစ်ပါတယ်ဒီတော့နောက်တော့ကိုလိုတွေအကုန်လုံးကအခုတချို့တွေလုပ်ငန်းတွေဝင်နေကြပြီတချို့တွေလည်းအကြောင်းတွေပြီးတော့အကြောင်းတွေကတော့အကုန်ပြီးသွားပြီပေါ့နော်အဲ့တော့ကိုလိုရဲ့ဒီမောင်ဒီဒီမှာဒီလိုလေအကိုတို့လိုလေဖြစ်စီနေတယ်ဖြစ်စီနေတယ်ဆိုတော့ဘာကြီးလည်းအခက်အခဲရှိနေပါလေလူတိုင်းကဝိညာဉ်အကုန်လုံးအခက်အခဲတွေနဲ့အားလုံးဝေးလာကြတာပါဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိပါဘူးအဲ့အတွက်ကိုလိုဒီတကယ်ချင်းတွေမှာလည်းသူ့အစိမ့်နဲ့သူအခက်အခဲမျိုးနဲ့အားလုံးကြုံတွေ့ပြီးတော့ဒီလိုအခြေအနေကြီးရောက်လာကြတာပေါ့နော်အဲ့အတွက်ဒီလိုမှလေးကလည်းလုံးဝစိတ်နဲ့မကြအားမငယ်ပဲနဲ့ရအောင်ကြိုးစားတယ်ကိုယ့်ရဲ့ရည်ရွယ်မှန်းချက်ကိုရအောင်ဖြစ်အောင်လုပ်ရမယ်ဘာလို့ဆိုတော့သူကဒီမှန်းချက်နဲ့အသက်ရှင်တာဒီမှန်းချက်ပျောက်သွားပြီဆိုရင်အေးနေတယ်အဲ့လူကလည်းတရောက်သွားပါပဲအဲ့တော့ကိုပါဖြစ်နေတယ်ကိုကအရင်တော့ရိုင်းရုံမမျော်လင့်ဘူးဆိုရင်တော့မှလေပဲတစ်ခုပေါ့နော်အစိတ်တစ်ခုပြီးကိုကတပတ်ဥပမာဆိုရင်ဒီလိုခုအနက်တိုင်းရောက်တယ်ကိုပြောပါစေတယ်ဟုတ်ပြီစေပြီးဒီလိုဖြစ်ချင်တယ်ကျောင်းဆက်တက်မှာလား
လုပ်လုံးပါကျောင်းဆက်တယ်ဟုတ်ပြီကျောင်းဆက်တယ်မှာဆိုရင်ကျောင်းဆက်တယ်မှာဆိုပြီးအောင်ပြီးတက်ပြီလို့ဟိုယုံကြည်ပါတယ်နောက်တော့လေဒီလိုကိုရိုးလိုပဲလာပြီးတော့ကူညီတဲ့လူတွေအများကြီးရှိမှာပါနောက်တော့လေကိုရိုးကနေပြီးတော့ဒီလူတွေကိုပဲကျန်တဲ့ငွေတွေတော့အားလုံးဟိုကဒီဒီပိုင်းပြီးတော့ဒီတော့လေမာရီလိုတဲ့ခံကြဒီအစားလာရတာပေါ့နော်အားလုံးထောက်ပံ့ပေးတာတော့ကိုရိုးကပြောပြီးမှာပါအကိုရိုးလိုပဲသူ့စီနဲ့နောက်ကြရင်သူတို့တွေတောင်မှဒီလိုဖြစ်သေးတာပဲငါတို့လည်းဖြစ်ရမယ်စိတ်ကိုစိတ်ထဲမှာတွင်းမယ်စိတ်ထဲမှာလည်းလုံးဝယုံကြည်တဲ့ဒုသဖြစ်စေချိန်ကြပါဦးเนาะကြောင်းတက်လို့ကြရဲဆိုတော့ညီမလေးတို့ဒီလေးပါလို့စေတန်းကိုသိချင်းပေါင်းအောင်ပြီဆိုရင်ကြောင်းဆက်တဲ့ဘုရားလည်းမခတ်တော့ဟုတ်ပြီလားကြောင်းအောင်လုပ်မယ်ကျိုးသားမယ်ကိုလိုလိုပဲပညာတတ်တွေအလုပ်တွေမှာကောင်းကောင်းမွန်မွန်နဲ့လုပ်နိုင်တော့အားလုံးကျိုးသားပေးပါเนาะအစစရရအားလုံးကျိုးသားပေးပါဒါအကိုတို့အဖွဲ့ကိုလာဟိုကအားလုံးအားပေးတာပါအားလုံးကျိုးသားမယ်လို့လည်းယုံကြည်ပါတယ်ဒီကြီးလေးတော့ပါပြောမယ်ပြီကျိုးသားတော့ပြောပါဒီပါလေးပါလေးအားလုံးကျိုးသားပါတယ်ဝိသေသကားလည်းပြောတော့အဲ့ဒါတို့ဒီလိုပြောပါပြောတာမရတော့ကောင်းညာယူပါလို့လေမရတော့ဒီဒုစရပါလို့ဒီစာပေါ်နေတာကဒီခံရတဲ့လက်တော်စကားလေးတို့ရောက်တဲ့နေရာအရေးကြီးကိုကြည့်တဲ့နေရာအရေးကြီးဒီကဘလို့အလေးပဲတက်ရောက်တယ်ဆိုရင်ဒီကလေးတို့ကတော့နေဒီပညာသင်ကြားနေရလို့လေစိတ်ကြကြရအကြောင်းရှိဟုတ်တော့ဟိုလူကြီးကဘုံကြီးပေါ်မှာနေတော့ဘုံကြီးကြောင်းမှာတဲ့ကျောင်းစုပေါ်လာနေတယ်ဒီဖတ်တော်တွေကဒီစာလေးတင်ရတာဒီလိုမှလို့လေဒီဖတ်တော်တွေကဒီစာလေးတင်ရတာဒီလိုပဲကိုကျူးလိုက်ကိုကျူးတာတော့အောင်မြင်မှုရတယ်အဲ့တော့ဘယ်နေရာဘယ်လိုနေရာမျိုးရောက်ရောက်တော့ဒီလိုပဲအဲ့တော့ဒါလည်းကောင်းတာလေကောင်းတာပြီးတော့ကြောကြအောင်နော်နောက်တစ်ခုကဘယ်လိုပြောတော့ညီတို့စိတ်ဖို့တွေပါမြင်ဘူးလားအပြင်မှာမဟုတ်တော့ဗီဒီယိုတွေပါထဲမှာမြင်ဘူးလားစိတ်ဘယ်လိုလဲတော့လုံးဝရတာစိတ်ဖြစ်လာဘူးဆိုတာလွယ်လွယ်လေးတော့မရဘူးဘယ်လိုလဲတော့ဒီကားနဲ့အတူနဲ့တက်တာခံနိုင်မှကာဗွန်တွေတန်းကြီးသင်ခွင့်တွေဖြစ်နေတယ်ဒီကာဗွန်တွေကြာကြီးဒီလည်းဒီကားနဲ့ခံပြီးတော့မှအပိကတော့ဘာလို့လဲဆိုတာမှာတန်ဖိုးကြီးလို့အဲ့လိုစီမံလို့ရအောင်လို့ရဲရင်းတော့အခြေအနေပေးရတယ်ဒီရားတဲ့အခုလည်းအဲ့လိုခံပြီးတော့မှဆင်းရဲတော့တော့ရဘယ်လိုလုပ်တော့ပါလဲမှာအခြေအနေရဲ့ဟိုကောင်ကဒီလိုတက်ကြတော့ဒီဖြစ်အောင်လုပ်အောင်ဟုတ်တယ်နော်တော့ဘာဒါတော့တောင်းရရင်ပါဒီဘူးကဘာလဲတော့တော့ပြောနေတော့တာလေးနဲ့ဒီကောင်ကြောက်ဘာတကြီးမောလို့ပြင်လာရောက်တော့ရခါကျရင်ဘူးနယ်ပယ်ထဲမှာဆက်ဆက်ရတော့အဲ့ဒီကြောင့်လို့ပြင်ပြီးတော့ရောက်တဲ့စာပေတွေဖတ်ရအောင်စကူဒီကိုဖတ်လိုက်ဖတ်တယ်စာပေါင်းမှာစိတ်ကောင်းရှိစိတ်ကောင်းရှိမှာဒီဘောင်းဖြစ်ဒီဘောင်းဖြစ်မှာသမိုင်းကဒီလိုညီမလေးတို့ရဲ့သမိုင်းတွေတောင်းလို့ဘာလို့ဆောင်းအောင်ကလေးကိုဖတ်ရအောင်ဟုတ်တယ်နော်အဲ့ဒါကိုတော့တိုက်တွန်းနေတာတောင်းလာတဲ့တောင်းတဲ့အချိန်တွေမှာတို့တိုက်တွန်းနေတယ်အားတဲ့အချိန်တွေမှာလည်းဒီလိုရအောင်စာတွေကိုလမ်းကြီးတော့ဘုရားတောင်းပြီးတော့လည်းဘုရားတွေမှာနေတဲ့တော့ဂျာလေးရှိတဲ့နေရာရှိတယ်စာကြီးဒါလည်းတော့တိုက်တွန်းနေတယ်ဆက်တော့ဒီအောင်ဆက်နော်ဆက်ရပြနော်အခုတော့စာလောက်ရတယ်ပဲဒီလိုမျိုးလဲစာစစ်ပြေလာဘာလို့လဲဆိုတော့သူကအကုန်လုံးကလေအခုဒီကရမ်းမှာဆိုရင်စာအရင်များတယ်ဒါပေမဲ့လို့မလည်းစာလည်းတင်ပြပါတယ်ငယ်လေးအဲ့တော့ရှစ်တန်း9တန်းတွေပါမှာစာမကြည့်တဲ့ခါကျ10တန်းမှာလေလိုက်ရတာအခက်အခဲရှိတာပေါ့နော်ဆရာဆရာမတွေဘလို့တင်တော့ညားလဲကိုယ့်ဘက်ကနားမလဲတာမလိုက်နိုင်တာရှိတယ်ဒါပေမဲ့လေပြပြနေတာအခု10တန်းကိုလာတယ်လာနော်ရုံမလားတော့မသိဘူး9လတော့မလို့ဒီတစ်လ2လမှာလေတကယ်ကျုပ်ကလိုက်အောင်စာရရအများကြီးပဲဒီမဲ့ဒါပေမဲ့လို့လုံးရအောင်ပြောမယ်ဘယ်လိုပြောမလဲ9လဆိုတာအချိန်ကတကယ်တော့အများကြီးပဲဟုတ်တယ်မလားဒါပေမဲ့အချိန်အများကြီးကိုကိုရီးယားခုလိုမျိုးစာတိတ်ဒီလိုပဲပေါ့နော်ပြင်လဲပေါင်းတဲ့အချိန်ကတော့ပုံသွားမှာဒါပေမဲ့လို့တကယ်တမ်းကြိုးစားမယ်ဆိုမှပြင်တာ2လကြက်ရုံနဲ့ဆောင်းပွဲရခဲ့အောင်
တကယ်အောင်နိုင်အခုဆိုရင်အခုကဲထားပါတော့အကုန်လုံးမှာတော့ရွေချက်လို့ရှိပါပဲဆမ်ဘွဲကိုအောင်လုပ်မယ်ဆိုရင်အကုန်လုံးမှာရှိမှာဟုတ်တယ်မလားအကုန်လုံးအောင်တင်တာပဲလေလူတွေအောင်တင်တာပဲအဲ့တော့အောင်တင်တဲ့လူတွေထဲမှာဂုံလူမှန်းတဲ့လူရှိလားရဲပြောရှိတယ်နော်ဂုံလူမှန်းတဲ့ဒီနေ့ထဲမှာဆိုရင်ဘယ်ပါလာမျိုးမှန်းတယ်ဒီကားတို့အားနဲ့ဒီခါကြတယ်ဒီကိုတို့ဘိုင်ကိုတို့ဒီကိုလားဒီကိုမှန်းလို့ရတာပေါ့အဲ့ဒါဒီကိုတော့ပါလားဒီဟုတ်တယ်မိကလေးတကယ်တော့စာရရဲ့တက်နိုင်တဲ့လူကစိတ်နဲ့ဂုံထပ်ပြီးတော့ဒီကိုတော့ပါလားလုံးဝစာတက်နိုင်ဂုံထပ်တယ်လုံးဝသိတယ်နော်အဲ့ဆိုရင်ကျန်တဲ့ဘာသာကိုရှားတဲ့ဘာသာဂုံထပ်လို့မှန်းတာရှိတယ်တင်ချအကြတာပေါ့တင်ချလဲရတာပေါ့ဒါပေမဲ့တင်ချသမားတွေလို့ပြောနေတာအခုဒီမှာမိကုန်းမောင်းတွေပါရှိတယ်ဟုတ်မိကုန်းဆောင်တွေပါရှိတယ်အဲ့ဒါဆိုရင်မိကုန်းဟောင်းတွေကိုညက်နေတာလို့လေ့လာအဲ့မှာအမစာတက်ပြီးလို့ပြောတယ်အမဆရာပြောတာနော်စစ်စစ်အမအနေနဲ့စာချက်လေးပြန်လဲပြေးအဲ့တော့အမဆရာဘာလုပ်ခိုင်းလဲဆိုတော့ခြိုက်ခိုင်းတယ်ဒီလားခြိုက်ခိုင်းတယ်ဆိုတော့ပူခိုင်းတာကွာပူခိုင်းတယ်ဆိုတော့ဘယ်လိုလဲဆိုတော့တောင်းတော့စာရေးဆိုင်တဲ့တောင်းလို့စာကတော့ဝင်တဲ့အချိန်ဝင်တဲ့ချိန်အဲ့တော့ဝင်တဲ့အချိန်ကဘာလဲဆိုတော့မတော့စာတက်လို့ရတယ်အဲ့ဒါဘာလို့လဲကူရီအဲ့လိုကဲကူရီလို့ဘာလို့လဲစာတော့ဆိုတာကူရီဆိုတဲ့နေရာမှာလေမိကုန်းအစားတယ်ဘာဖြစ်လို့လဲဆိုတော့ဆမ်မွေးမှာတောင်းတဲ့ကောက်တော့ပါလေစာတော့ရပါတယ်ကောက်တော့ဟုတ်ကဲ့ပါနည်းနည်းလေးလိုက်တာနဲ့မရပါဘူးလေဘာလို့လဲဆိုတော့ဒီကောင်ကခေါင်းထဲကိုလေကောင်းနေတယ်ရှိတော့နေရှိတော့ဘေးကနားလေရတယ်ဆိုတော့နားမလဲရဘူးဖြစ်တယ်အဲ့ဒီတောင်းလို့မိလဲတောင်းရတယ်ဘာကြောင့်ဘေးကုန်းဆောင်းမှာဘေးကုန်းကိုဖြေနိုင်လဲဆိုတော့ဘေးကုန်းနားမလဲလို့ဖြေနိုင်တာဘေးကုန်းစိတ်ပေးရအဲ့တော့ကူးရေးပါဘေးကုန်းမှာကူးရေးပါဘေးကုန်းအဖြေကိုကူးရေးလိုက်ရင်စုံပေါက်ပဲကြည့်ပြီးဆိုတော့စုံပေါက်ကြည့်ရတယ်ကိုတော်တော်မှတ်ပြီးပါတော်တော်နားလဲပါဒါတကယ်ပြောတာအဲ့တော့အဲ့ဒီနီးနဲ့လေခုံမှုထွက်နိုင်ပါတယ်မယုံမရှိနဲ့တကယ်ထွက်ခဲ့တာအဲ့လိုကူးရေးတဲ့ပါနားလိုက်တာတော့ဂျင်းပဲ5ခု6ခုနားလိုက်တယ်အဲ့လိုပြောတာအဲ့တော့တခုပဲအဲ့တော့ဟိုလက်စတဲ့တော့ဒီလေးတွေတကယ်ကောင်းပါတယ်เนาะအဲ့တော့သင်္ချာဆိုလည်းထွက်နိုင်ပါတယ်လောကကြီးမှာမဖြစ်နိုင်ဘူးဘာမှမရှိဘူးအဲ့တော့တခုပြောတဲ့ချင်းသူများတွေကဘာလို့ကောင်းခိုင်းနေလဲကျွန်တော်တို့ကဒီမှာကိုလူတွေကမတွေးနဲ့အဓိကကကိုယ့်ရဲ့လုံနိုင်တယ်လုံနိုင်ဘယ်လိုလုပ်လို့စစ်စစ်တော့လုပ်စစ်စစ်ရှိတယ်တကယ်တော့ကျေးဇူးပါဟိုဘယ်လိုလဲလက်စစ်စစ်တကယ်ဖြစ်တယ်ကွာအဲ့ဒါမယုံမရှိနဲ့လုံးဝတကယ်ဖြစ်တယ်เนาะအဲ့ဒီတော့ဟိုပြောနေတာဘာတည်းမှစိတ်ကြကြကြလူကစိတ်ကြကြတဲ့အချိန်ကအများကြီးရှိတယ်အခုမောင်လေးတို့ကအမားတို့မြင်လို့ကဲဟုတ်ပြီဒီမှာအမားတို့ကတော့အကုန်လုံးကပတ်စံလေးရှိတယ်အလုပ်ကိုင်လေးရှိတာတကယ်ကြီးလည်းစိတ်ကြီးလေးရှိတယ်အားလုံးပြည့်စုံချမ်းသာတယ်ချင်းတရားရှိတယ်ဒါပေမဲ့တယောက်ချင်းစီမှာဘယ်လိုပြောမလဲမောင်လေးတို့ညီမလေးတို့မသိတဲ့ဇလန်းတွေအများကြီးပဲရှိတယ်အကျော်နေရှိတယ်လမ်းရိုင်းစီတကယ်တော့စိတ်ကြဟုတ်ကဲ့စိတ်ကြတယ်အားလုံးနဲ့မှစိတ်ကြတယ်ဒီနေ့ဒီချိန်ကိုဒီနေရာမှာရောက်နေပြီအောက်နေမှာကိုဒီချက်တာတဲ့နေရာဟုတ်လားဟုတ်ပါဘူးကိုစိတ်ကြတယ်ကိုချစ်လို့ဆက်ပြီးပါလားအားကိုစိတ်ကြတယ်ဒီနေရာကိုကြောက်တယ်အဲ့တော့ဒီမှာလည်းဘုံဘုံလို့လည်းရှိတယ်ရိုးတယ်ဒီလည်းအတူရှိတယ်ရှိတယ်အဲ့ဒီတော့လိုအပ်တာတွေဒီမှာကိုထောက်ပြပြီးပြီအဲ့ဒါကြောင့်မလို့ကြိုးစားရင်ကြိုးစားတော့ဖြစ်နိုင်တယ်စဉ်းစားပြီးတော့လုပ်ကြအများလည်းဒီကနေ့ထဲတာအမတော်တယ်ခုရေးဟုတ်ပြီနော်စာမမဲ့စီခုရေးကျင်းလေကုန်ထွက်ဟုတ်လားနော်ကိုလုံးမထွက်ဘူးလို့ခုရေးတဲ့စာအုပ်တွေတင်တာခုရေးပြီးစာအုပ်တွေတင်တာအခုဖုန်းနံပါတ်ပေးခဲ့မယ်ကူးရေးပြီးတော့အဲ့စာအုပ်တွေတင်တာအမကူးရေးတဲ့ဂုံလုံးတော့ဘူးဆိုရင်အဲ့နေမှာအဲ့ဒီလူကိုနောက်တစ်နှစ်ပြန်ကြောင်းထားမယ်ဟုတ်ပါဘယ်လိုလုပ်လဲ
好收，camera 唔收，太暴躁了，camera 唔收。ကာမလေးတွေများသွားလို့ပြီးရင်ဒီလိုက်ရှိတယ်ပြီးတော့လည်းညောင်းလာလို့ပြန်ဆွေးနွေးနေကြတော့ဒီတော့ဒီတော့这个咱们说。对。
ကလေးတွေနှုတ်ဆက်လိုက်ပါတော့ရကိုစားစိတ်မပူနဲ့လို့စံအိတ်တွေရှိရထမင်းကျွေးထားမှာက
ကိုလည်းရောက်ဒီဘက်ကမတက်ရဘူးပြန်စီလာအပေါ်ရောက်နေတယ်လား啊，然后嘞，我这头的，给不用嘞。冇好可能嘛。